မင်္ဂလာပါကုမိုရဲ့ချစ်ချင်းမြတ်တာမေမေတို့အတွက်ဒီကောင်းစရာအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဆရာဒေါက်တာဆိုင်မြတ်သူပါဒီနေ့မှာတော့ဆရာတို့ကလေးတွေစီးပူလောင်ခြင်းဒိုင်ပါလောင်ခြင်းမဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲဆိုတဲ့ကောင်းစဉ်လေးကနေပြောပြပေးသွားမှာပါเนาะအဲ့တော့ဆရာတို့အရင်ဆုံးအဲ့တော့ကာကွယ်ဖို့မတိုင်ခင်မှာဘာဖြစ်လို့ကလေးတွေကဒိုင်ပါလောင်ကြတယ်လဲစီးပူလောင်ကြတယ်လဲဆိုတော့သိဖို့လိုတယ်เนาะအဲ့တော့ဆရာတို့ဒီလိုလောင်တာစောင်းနှွေးမှာလည်းပိုဖြစ်တတ်ကြတယ်အဓိကအကြောင်းရင်းတွေကတစ်ခုကစောင်းနှွေးမှာဆရာတို့လေကအေးပြီးတော့6တွေ့တယ်အဲ့တော့ဒီအေးပြီး6တွေ့တဲ့လေဟာဒီစီးထိထားတဲ့အသားပေါ့နော်ကလေးရဲ့အသားကိုထိတဲ့အခါမှာပို့ပြီးတော့ရဲစေတယ်ပို့ပြီးတော့လောင်စေတယ်ပို့ပြီးတော့နာစေတယ်ကလေးကလည်းပို့ပြီးတော့ရားတော့ပုတ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဆရာတို့ဒီအချိန်လေးတွေအေးတဲ့အချိန်စောင်းနှင်းချိန်လေးတွေမှာပို့ပြီးတော့စီးပူလောင်တယ်ဒိုင်ပါလောင်တယ်ဆိုပြီးဖြစ်ကြတာပါအဲ့တော့ဒီလိုမဖြစ်ရအောင်ဆရာတို့ဒိုင်ပါကိုဘယ်လိုဝတ်ကြမလဲဘယ်လိုလဲကြမလဲဆိုတဲ့အကြောင်းလေးကိုပြောပြမယ်နော်ဟုတ်ပြီအဲ့တော့ဆရာတို့ကလေးကိုဒိုင်ပါဘယ်လိုလဲမလဲဆိုရင်တင့်တော်တဲ့အချိန်မှာလိုအပ်တယ်လို့လဲဖို့လိုအပ်ပါတယ်เนาะအဲ့တော့ဆရာတို့ကကလေးတယောက်ရှူပေါက်ဤပါပြီးပြီဆိုလို့ရှိရင်ဒါကိုပြန်ပြီးတော့ချိန်ပေးရမယ်လေเนาะအဲ့တော့ကလေးကိုအချိန်မှန်လေးပေါ့နော် check လုပ်ပေးရမှာပေါ့နော်ကလေးကရှူရှူတွေပေါက်ထားပြီလားပေါက်ထားတာတွေ့ပြီးဆိုပြီးဆိုတာနဲ့ဆရာတို့ကလဲရပါမယ်လဲတဲ့အခါမှာလဲဆရာတို့ချွတ်လဲပြီးလို့ရှိရင်ကလေးကိုရေကြက်သီးနွေးလေးနော်နွေးနွေးလေးနဲ့ပြန်ပြီးတော့တန်ရှင်းလေးလုပ်ပေးပြီးတော့မှနော်အဝတ်ကိုလဲဆရာတို့ပျော့ပြောင်းနဲ့နော်တန်ရှင်းတဲ့အဝတ်ကလေးနဲ့ပြန်ပြီးတုပ်ပေးပြီးလို့ရှိရင်ဆရာတို့အချောက်ခဏထားရတာပေါ့နော် diaper free time လေးပေါ့နော်သူ့ကိုဒီတိုင်းလေးတက်လက်လေးခဏထားပေးနော်ထားပေးပြီးတော့မှ6ပြီးဆိုတော့မှအဲ့ဒီအချိန်မှာဆရာတို့ပြန်ပြီးတော့ diaper cream လေးတွေသုံးတတ်တဲ့အမေဆိုရင်လည်းပြန်ပြီးတော့သုံးပေးလို့ရတယ်เนาะ diaper cream လေးလိမ့်ပေးလို့ရတယ်ပြီးတော့မှနောက် diaper ကိုပြန်ပြီးတော့ချိန်ပေးပါဒီနေရာမှာအရေးကြီးတာဆရာတို့ diaper size မတော်လို့ရှိရင်ကလေးကပို့ပြီးတော့စီးပူလောင်တာဖြစ်နိုင်တယ်ပို့ပြီးတော့ပွန်းနိုင်တယ်เนาะအရန်ကြီးကြက်နေလို့ရှိရင်လည်းကလေးကလှုပ်ရှားလို့လည်းမကောင်းဘူးလှုပ်ရှားတိုင်းလည်းပွန်းနေဆိုရင်ပိုဆိုးနိုင်တယ်အရန်ကြီးခြောင်ပြန်လို့ရှိရင်လည်းကလေးနဲ့မတော်တာဝတ်ထားတဲ့အတွက်သူ့အတွက်က comfort မဖြစ်ဘူးเนาะအဲ့တော့ကလေးနေလို့မကောင်းလို့ရှိရင်ဒိုင်ပါလောင်တာတွေကပို့ပြီးတော့ဆိုးနိုင်တယ်အဲ့တော့ဆရာတို့ကလေးနဲ့ကွက်တိကြတဲ့တင့်တော်တဲ့ quality ကောင်းတဲ့ဒိုင်ပါကိုလည်းရွေးချယ်ပြီးတော့သုံးပေးဖို့လိုအပ်တယ်เนาะဒီနေ့ကလေးငယ်နဲ့ဒိုင်ပါလောင်ခြင်းစီးပူလောင်ခြင်းကိုဘယ်လိုကာကွယ်မလဲဆိုတော့ခေါင်းစဉ်အောက်ကနေပြီးတော့ဆွေးနွေးပေးသွားတာအနေဘ ഹു တုဒအများကြီးရရှိမယ်လို့မျှော်လင့်ပါတယ်။သာသမီမီရမိခင်ဖခင်တို့ကျမ်းပါပါစေဆရာဒေါက်တာဆိုင်မြတ်တို့ပါ။